ဘာကြောင့် A1 A2 လဲပေါ့ A1 A2 ကတိတ်အရေးကြီးတဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်ဆိုတော့ A1 A2 level လေးတွေမှာပြီးတင်တိထိုက်တဲ့ဟာတွေပြောတင်ပြောထိုက်တဲ့စကားလုံးတွေစကားစုတွေစာကြောင်းအဆင့်ဖြစ်လာတဲ့ utterances လို့ခေါ်တဲ့ပါးစပ်ကနေပြောထွက်လာတဲ့စကားစုတွေဖြစ်လာတဲ့အထိအဆင့်ထိရောက်ဖို့ဆိုလို့ရှိရင်ဒါကကောင်းမွန်သေးချာတဲ့ပေါ့နော်တိကျတဲ့လေ့လာမှုတွေလုပ်ဖို့လိုတယ်ဘေးမှာထက်တက်မှာကွာပြုပြင်ပေးနေတဲ့ဇာတ်တွေရှိနေဖို့လိုတယ်နောက်ဒီဟာတွေကိုတင်ပြီးတော့ပြန်အသုံးချနိုင်ဖို့ community လေးတွေရှိဖို့လိုတယ်ပေါ့နော်ဒါကြောင့်လည်းကျွန်တော်တို့ကဒီစာသင်ခန်းလေးတွေကိုဖွဲ့စည်းလိုက်တာဖြစ်တယ်ပေါ့လူဦးရေလည်းအများကြီးကျွန်တော်တို့လက်မခံထားသလိုဒီစပြီးတင်ယူတဲ့အခါမှာကြောင့်လို့ရှိရင်လည်းကျွန်တော်တို့ focus လုပ်မဲ့ area တွေရှိပါတယ် the criterion academy ကနေပြီးတော့မှာပေါ့နော်ကောင်းမွန်တဲ့သင်ကြားမှုပုံစံလေးတွေ quality product လေးတွေကိုဒီ learner တွေစီကိုကျွန်တော်တို့ကမျှဝေပေးချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်သင်ပါမယ်သင်တဲ့အခါမှာလည်း English စာမှာငကိုတွေကပုံစံရှိပြီးသားပါ English စာဘယ်လိုလုပ်တယ်သူတို့ရဲ့ language system ကြီးဘယ်လိုရှိတယ်ဘာသာပေဒသဘောတရားတွေကပါရှိတယ်ဒါတွေကိုကျွန်တော်တို့ကနားလည်လက်ခံစေရပါတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ပေါ်ပြပေးမယ် A1 A2 level မှာရှိနေတယ်သိရမယ်မဖြစ်မနေသိမှတ်ထားမယ် vocabulary section တွေရှိမယ် grammar နောက်ကျွန်တော်တို့ဒီ functional languages တွေlanguage တွေပေါ့နော်ဒီဟာတွေကျွန်တော်တို့သင်ပေးမယ်ဘာပြောချင်တာလဲပြောချင်တဲ့စကားအတွက်ကိုသုံးသင့်တဲ့စကားတွေဒါတွေကဘာတွေရှိနေလဲနောက်က pronunciation ပေါ့နော်အတန်ထွက်မပြီးဘူးပေါ့ဒီလိုဟာမျိုးတွေနော်မပြီးတာလည်းမဟုတ်ဘူးအတန်ထွက်မကောင်းဘူးလို့ဆိုရတယ်အဲ့လိုမျိုးယူဆကြတယ်ဆိုတော့အဲ့လိုမျိုးဒီတို့တော့ကိစ္စရလေးတွေပေါ့နော်ဒါတွေကိုပယ်ဖြောက်ပြီးတော့မှကျွန်တော်တို့ဒီစပ်ပြီးတော့မှဖွင့်လို့မယ်ဒီအတန်းလေးတွေမှာကျွန်တော်တို့ကဒါတွေကိုခက်ခက်ပါသိစေမယ်တေးသေးချာချာဆောင်ရွက်ပေးမယ်နောက်ကျွန်တော်တို့ရဲ့ဒီ AT ကျွန်တော်တို့ရဲ့ assistant teachers တွေနဲ့ကျွန်တော်တို့ဝင်ရထားပေးမယ်နောက်ကလေးတွေကို weekly ဖြစ်စေနောက် monthly ဖြစ်စေကျွန်တော်တို့ကသူတို့ကိုအင်စာတွေပေးမယ်စနေတကျလုပ်စေမယ်စနေတကျအတန်ထွက်ရွတ်စေမယ်စနေတကျစာတွေကိုစာပိုက်တွေကိုဖတ်စေမယ်ဖတ်ဖို့ရန်လည်းကျွန်တော်တို့ကကူညီပေးမယ်ဘလို့ပဲပုံဖတ်ရတယ်ဘယ်လိုပဲပုံရေးရတယ်စသဖြင့်ပေါ့နော်စာဖတ်တာတွေအတန်ထွက်ရွတ်ဆိုတဲ့ဟာတွေဒါတွေကိုကျွန်တော်တို့က exercises တွေနဲ့တကွာကျွန်တော်တို့ကစနေတကျသူတို့ကိုဆောင်ရွက်စေမှာဖြစ်ပါတယ်ဒီရလာတဲ့ပုံမှန်မူတည်ပြီးတော့မှဒီခုနကပြောသွားတဲ့ဒီ system ဘိုင်းတွေကိုကျေးလဲပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကတခါတည်းပဲ course book မှာပါတဲ့အကြောင်းအရာတွေပါကျွန်တော်တို့ကဒီ surplus လောက်ရမယ့်အကြောင်းအရာတွေနဲ့ပေါင်းစပ်ပြီးတော့မှကလေးတွေကိုလက်တွေ့ပြောခိုင်းစေတာမျိုးတွေပေါ့နော်ဆိုတော့တင်ရိုးပါအကြောင်းအရာတွေတော့ပြောမယ်ဒီတင်ရိုးပါအကြောင်းအရာတွေကိုဆောင်ရွက်နေနေပဲသူတို့စကားပြောဖို့အခြေအနေလေးတွေပြည်ပြီးသားဟာတွေကိုပဲ drilling လုပ်နေတဲ့သဘောမျိုးသွားမယ်ဒါပေမဲ့သူတို့ကိုသူတို့ drilling လုပ်နေရမှာမသိတဲ့ပုံစံမျိုးလေ့ကျင့်ခန်းလုပ်နေရတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ပြောနေရတဲ့စီရောဒီအခြေအနေမျိုးပေါ့နော်ဒီ activity လေးတွေကိုကျွန်တော်တို့ပေါင်းစပ်ပြီးတော့မှဖန်တီးပေးပါမယ်လစဉ်ပြီးပြတ်သွားတဲ့အခန်းတိုင်းရဲ့အဆုံးမှာကျွန်တော်တို့ဒီ assessment လေးတွေတေချာလုပ်ပါမယ်ဒါကတော့ဒါဘယ်လိုပြောမလဲသင်ပြီးသမျှအကြောင်းအရာလေးတွေကိုသူတို့အနေနဲ့လက်ခံနိုင်ဆိုတာဘယ်လောက်ထိရှိနေလဲနောက်ဘယ်လောက်ထိတည်ထားပြီးပြီလဲဒါတွေကိုပြန်သုံးခိုင်းတဲ့အခါမှာဘယ်လိုရှိနေလဲဒါလေးတွေကိုဆက်စစ်မဲ့သဘောပေါ့နော်ဆိုတော့သင်တန်းတစ်ခုလုံးပြီးသွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က၄လသတ်မှတ်ထားတယ်ဆိုရင်တုပ်ဖို့ကျောင်းသားအခြေအနေကျောင်းသားတွေရဲ့လိုအပ်ချက်ရဒါမှမဟုတ်ရှင်လည်းကျွန်တော်တို့ကထပ်တိုးသိနေတယ်အနေအထားရဆိုလို့ရှိရင်ကျွန်တော်တို့၄လကနေ၅လလည်းဖြစ်သွားနိုင်ပါတယ်အဲ့ဒီအတွက်လည်းသင်တန်းကြီးပြီးသွင်းရမလို့ဘူးလို့ကျွန်တော်တို့ဖော်ပြထားပါတယ်ကျွန်တော်ရဲ့ page မှာကျွန်တော်ညာမှာလည်းပါတယ်ပေါ့နော်ဒီဟာတွေပြီးသွားပြီဆိုလို့ရှိရင်အဆုံးသတ်မှာလည်းကျွန်တော်က overall ဒီ assessment ပြန်ပြီးတော့လုပ်မယ်ပေါ့နော်ဒီကလေးတွေနဲ့ဒီ A1 A2 စသဖြင့် level အသီးသီးမှာတိထိုက်တဲ့စကားလုံးတွေပဲဖြစ်ဖြစ်နော်ဘာသာစကားနဲ့အင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်လို့အပြောပိုင်းနဲ့ပတ်သက်လို့ပဲဖြစ်စေအရေးပိုင်းနဲ့ပတ်သက်လို့ပဲဖြစ်စေတိထိုက်တဲ့အရာတွေကိုသိထားပြီးသားဆိုတဲ့ဟာလေးတွေကိုကျွန်တော်တို့ကပြန်လည်ပြီး sensitive သဘောနဲ့ပဲပေါ့နော်ကျောင်းသားတွေဆာမွေးဖြေရမယ်ဆရာတွေကတော့စစ်တော့မယ်ဆရာတွေနဲ့တော့ပြောရမယ်အဲ့လိုမဟုတ်ပါဘူးအဲ့တော့တင်ယူလေ့လာပြီးသားဟာလေးတွေကိုစနစ်တကျမှန်ကန် accurate ဖြစ်ပေါ့နော်သုံးနိုင်သလားနောက် appropriacy ရှိပြန်သုံးနိုင်ပြီလားအတန်တွက်တွေခက်ခဲနေရဆိုလို့ရှိရင်လည်းရော့သွားလားပုံမကောင်းမွန်လာသလားတိုးတက်လာသလားစသဖြင့်အဲ့ဒါတွေကိုစောင့်ကြည့်လေ့လာလုပ်မယ်ဒီ monitor လုပ်နေမယ်အဖွဲ့တွေတက်ရှိမယ်ပေါ့ကျွန်တော်တို့အဲ့လိုလေးစနစ်တကျကျွန်တော်တို့စီစဉ်ထားမှာဖြစ်ပါတယ်ကိုယ့်ရဲ့အင်္ဂလိပ်စာတိုးတက်ချင်တယ်နောက်တစ်ခုကကျတော့ဆရာဆရာမတွေအနေနဲ့ကပြထားတာကြပြီစာမလို့ဖြစ်ဘူးဘယ်ကနေစလို့ရမှလည်းမသိဘူးစကားလုံးတွေကိုဘယ်လိုတန်ထွက်ရမှမသိဘူးတလုံးချင်းတော့မသိတာစာကြောင်းစိတ်ရောက်သွားပြီဆိုရင်ဘယ်လိုပြောရမလဲမသိဘူးဆိုလို့ရှင်တော့ကျွန်တော်တို့ရဲ့ the criterion academy ကနေမကြခင်မှာဖွင့်လှစ်တော့မယ် A1 A2 level ဒီ spoken English proficiency classes တွေမှာလာပြီးတော့မှလေ့လာစီပူကိုရင်းနှီးမြှုပ်နှံမှုအတွက်ကျွန်တော်တို့ဖိတ်ခေါ်လာရပါတယ်